Inglaba, Mr. Bukiba. Dinya Premier League a chai Twilali Yuche Tobame. A sawzone boy Aston Villa ne Arsenal boyani Sabiro Twajabame. Di poema Arsenal at long goes in and go on in alone, Conasanga Shon Petari. Dinya long goes in night, we going to long goes in night, nothing she de Arsenal ye, Liverpool ye. Liverpool at Ligo, away going to long goes in night. Arsenal got Aston Villa go long goes in night, Liverpool lead go long goes in night. Naku, General Shimpi, Jimmy. No, General, when Lim join Arsenal ye a chin to cool sheet, ya. December young, chi called it and eat harbor. Chi chore a jimbo. At all. December young be a saw where my December Jayama December first week ma ro chi on Harry Brentford no in Gwema. General Di Buero Arsenal the yellow Piemelu Tene. Aston Villa yan tanနေတဲ့ချိန်နဲ့ Arsenal ဝေးကွင်းသွားတွေ့တာဆိုတော့ကျွန်တော်ဒီပွဲ Aston Villa ကြိုက်တယ် Aston Villa ကြိုက်တယ်ဆိုတော့အဲ့တော့ခုနပြောတယ်ကျွန်တော်ကချိတ်ဆက်ပြီးတော့တလုံး90နိုင်ဝေးကွင်းတလုံး90နိုင်နှစ်ပွဲကိုကျွန်တော်ချိတ်ဆက်ပြီးတော့တခါလေးရွေးလိုက်မယ်အဲ့တော့ Leeds နဲ့ Liverpool မှာ Leeds ကို Liverpool ကတလုံး90နိုင်ဆိုတော့ပြီးခဲ့တဲ့အပတ်မှာပဲ Leeds ကို Chelsea ကတလုံး90နိုင်နဲ့ပြီးပြီးတော့ Chelsea ရှုံးသွားတာလက်ရှိမှာ Chelsea ကဘာပဲပြော Liverpool တက်ရလက်အများကြီးကောင်းတဲ့အသင်း Liverpool ဆိုတာကတော်တော်အခြေအနေဆိုးနေတာအိမ်ကွင်းမှာတော့ Sunderland ကိုမနိုင်တဲ့အသင်းအဲ့လိုအသင်းကအရှိမ Chelsea ရှုံးသွားတဲ့အသင်းကို Chelsea ရှုံးတဲ့ကြီးထပ်ပေးထားတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာ Liverpool ကြိုက်တယ်အဲ့တော့တလုံး90နိုင်အဝေးကွင်းတလုံး Premier League အဝေးကွင်းတလုံး90နိုင်နှစ်ပွဲရှိတယ် Liverpool နဲ့ Arsenal ပွဲမှာကျွန်တော်က Arsenal ကိုတော့ညင်းပြီးတော့ Arsenal ကိုဘက်ကတ်မယ် Ancient Aston Villa ကိုယူမယ်ပြီးတော့ Arsenal ပွဲကျွန်တော်တည်လောက်ပဲထင်တယ်အခက်မသိ Arsenal ရှုံးသွားနိုင်တယ်ပေါ့နော် Liverpool ပေါ်ရတော့ကျွန်တော်ဒီညယူပါမယ်နောက်တစ်ပွဲကတော့ဘုံမောက်နဲ့ Chelsea ပွဲပေါ့အသင်းကြီး၄ပွဲရှိမယ်ဒီညအသင်းကြီးတွေကြီးပါပဲ Premier League ဘုံမောက်နဲ့ Chelsea မှာ Chelsea ကအဝေးကွင်း level 55ပြားရှုံးပေါ့နော်လက်ရှိ9ပေါင်းစီ3လုံးတည်ဆိုတော့ဒီပွဲမှာတော့အများစုက9ပေါင်းအပေါ်မဲကြလိမ့်မယ်ပေါ့နော်ပေါ့အိမ်ကွင်း9-9ယူဘုံမောက်နဲ့ Chelsea နဲ့တွေ့ကြတာအောင်ဒီနှစ်သင်းကတွေ့လိုက်ရင်လည်းဂိုးပေါ်တဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့ဒီမှာတခုကျွန်တော်သတိထားမိတာကဒီပွဲမှာဘုံမောက်ကအိမ်ကွင်းဆိုပေမဲ့သူ့မှာပြဿနာတွေများနေတယ်အဓိကသူ့ရဲ့ဒီကွင်းလေက defensive midfield ဒီနာတာပေါ့နော် defensive midfield တွေကသူ့စီမှာအဓိကသူ့မှာ defensive midfield ကွင်းလေအဖြတ်ပေါ့နော် defensive midfield တွေအများကြီးရှိတယ်အဲ့ထဲမှာအဓိကနာနေတဲ့ကစားသမားရှိတယ်ဒီညမှာအဲ့ဒါက Tyler Adams ဆိုတဲ့ကစားသမားဆိုတော့သူ့မှာကွင်းလေအဖြတ်တွေကဒီရှိတယ် Lewis Cook ရှိတယ်အင်္ဂလန်ကစားသမားပြီးရင် Scotland က Ryan Christie ဆိုတာရှိတယ် Lewis Cook ကလည်းဒီညမှာအနီကကြောင့်မပါနိုင်ဘူး Ryan Christie ကတော့အစိုးရနားနေတာအဲ့ဒါမှထပ်ပြီးတော့အဲ့ Tyler Adams ကUSA လက်ရွေးစင်ကစားသမားပေါ့နော်ဒီကစားသမားကတော်တော်အားကိုးရတယ်ကွင်းလေအဖြတ်မှာဒီဘုံမောက်ရဲ့ကွင်းလေအဖြတ်မှာတော်တော်အားကိုးရတဲ့ကစားသမားဒီကစားသမားဒီညမှာမပါနိုင်ဘူးအနီကတ်နဲ့ဆိုတော့ဒီကစားသမားကဘုံမောက်ရဲ့ကွင်းလေမှာအမြဲတမ်း rating အမြင့်ဆုံးနဲ့အသင်းရဲ့ဘယ်လိုပြောမလဲတော်တော်တောက်တိုင်လို့ဖြစ်နေတာကွင်းလေတောက်တိုင်ဒီကစားသမားကအနီကတ်နဲ့မပါနိုင်ဘူးဆိုတော့
ပြောချင်တာကတော့ဒီပွဲမှာဘုံမောက်ကကွင်းလေအားနည်းနေလိမ့်မယ်ဗျအဲ့တော့တစ်ဖက်မှာချယ်ဆီကလည်းအမှတ်ပေးစရာအနေထားရဆိုရင်သူကဒီညမှာတည်ကြလို့မရဘူးလို့ကျွန်တော်တို့မြင်တယ်ဟိုမန်စီးတီးနဲ့အာဆင်နယ်နှစ်ကောင်နဲ့ပြေးနေတဲ့ဟိုပြိုင်ပွဲထဲဟိုတသင်းဝင်ကျင်နေဆိုရင်ချယ်ဆီအသင်းကြီးထဲမှာအက်စတွန်ဗီလာကထားလိုက်ဗျာနော်ရေရှည်မှာဆိုအက်စတွန်ဗီလာကိုကျွန်တော်ကတိတ်တော့မထင်ဘူးချယ်ဆီကိုထင်တယ်ချယ်ဆီ squad တက်တောင်းနေသူ့မှာဟို potential ရှိတယ်ဆိုတော့ကျွန်တော်ကတော့ Chelsea ဒီညမှာအနိုင်ကစားမှာဘာလို့လဲဆိုတော့ဟိုဘက်မှာ Arsenal ကထားလိုက် Arsenal ကိုလိုက်နေတာ Man City ကဒီညမှာအကယ်၍ Arsenal ခြေခောက်သွားရင်ပြဿနာမရှိဘူး Man City ကဒီည Sunderland ကိုနိုင်မှာ Sunderland ကိုနိုင် Man City က Arsenal နဲ့ကတ်သွားမှာအဲ့ဒါဆိုဒီနှစ်သင်းကအမှတ်30ကျော်တွေနဲ့အပေါ်မှာနှစ်ကောင်နဲ့ပြေးတယ်မြင်ဖြစ်သွားမယ်အဲ့တော့ Chelsea လိုက်မယ်ဆိုရင် Chelsea ကဒီညမှာအနိုင်ကန်မှရမယ်တပြိုင်နက်တည်းမှာပဲခုနပြောလို့ပဲဘုံမောက်မှာကွင်းလယ်မှာအဲ့လိုအနေထားမျိုးပြဿနာရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီညမှာ Chelsea နိုင်မယ်လို့ထင်တယ် Chelsea ကြိုက်တယ် Man City နဲ့ Sunderland Man City နဲ့ Sunderland မှာ Man City ကနှလုံး90နိုင်ပြီးတယ်ဆိုတော့ Liverpool ပေးခဲ့တဲ့ကြီးကိုထပ်ပေးတာပေါ့နော်အဲ့တော့ Liverpool မအောင်ခဲ့တဲ့ကြီးကိုဆိုတော့ Man City အိမ်ကွင်းကတော့ထွေထူးတော့ပြောကြတော့မလိုပါဘူးဟိုဘယ်လိုပြောမလဲ Leeds ကိုကြေးကြတာ 3-2 ကန်တာတွေဘာတွေကတော့ဒါတွေကတော့သူ့ရဲ့သဘောတရားတွေဗျာဒီလားကျွန်တော်အဲ့ဒါတွေအတီးမီဘူးတကယ်ကံမယ်ဆိုဒီအသင်းတွေကအဲ့လိုပုံစံမျိုးမဟုတ်ဘူးပြီးတော့ဟို UCL မှာအိမ်ကွင်းမှာဘလိုင်း Leverkusen ကိုအရှုံးကန်တာအဲ့ဒါတွေကဘာညာတွေဗျာဒီလားတကယ်ရလက်တွေမဟုတ်ဘူးအဲ့တော့ဒီညမှာ तू က Sunderland ကိုပေးထားတဲ့ဈေးကွက်ကအမှန်ကိုကြည့်မယ်ဆိုရင်တော်တော်ပြင်းတဲ့အနေထားမှာရှိတယ်ဘာလို့လဲဆိုတော့ Sunderland ကဒီယာဒီမှာအသင်းကြီးထဲမှာ तू ရှုံးတဲ့အသင်းက Man U တသင်းပဲရှိတာ Sunderland 2 တန်း Man U မှသွားရှုံးဆိုတော့ तू က Liverpool ကိုအဝေးကွင်းတည်ကန်တယ်ဗျာအိမ်ကွင်းမှာ Arsenal တကောက်ကောင်းပါတယ်ဆိုတဲ့အသင်းကို2-2ကန်တယ်Chelsea ကိုအဝေးကွင်းမှာအနိုင်အောင်ကန်ပြစ်တာနော် 1-2 နဲ့ဆိုတော့အသင်းကြီးပြီးရင် Aston Villa ကိုအိမ်ကွင်း 1-1 ကန်တယ်ဗျာ Crystal Palace ကိုအဝေးကွင်း 1-1 ကန်ဇီရအောင်ကန်တယ်ဆိုတော့ तू ကရှုံးတာအဲ့ဘန်လီကိုသွားပြီးတော့ဟိုကြောင်ဖက်ပြီးရှုံးတာရှိတယ်မန်ယူကိုရှုံးတာရှိတယ်ပြီးတော့ဖူဟန်ကိုရှုံးတာရှိတယ်ဒါအဝေးကွင်း3ပွဲအိမ်ကွင်းမှာရှုံးပွဲမရှိကြေးရလက်ရှိအင်္ဂလန်ပရီးမီးယားလိရဲ့ကြီးအောင်ဆုံးအသင်းပဲစန်တာလန်ဆိုတော့ဒီလိုအသင်းမျိုးကိုပြီးတော့ဒီလက်ရှိမှာလီဗာပူးအဝေးကွင်း1-1ဆော့ထားတဲ့အသင်းကိုမန်စီးတီးကနှလုံး80နိုင်ဆိုတော့ကျွန်တော်တို့မန်စီးတီးကြိုက်တယ်ဗျာဒီလိုပွဲမျိုးမှာဒီလိုအသင်းကြီးတွေကမညာမတာကန်မယ်လို့ကျွန်တော်တို့မြင်တယ်ဒါကမန်စီးတီးတို့ဘိုင်ယန်တို့ဟိုဂွာကြီးတို့လုံနေကြပုံစံလေးပေါ့နော်ဆိုတော့ဒီပွဲကျွန်တော် Man City ကြိုက်တယ်။ Tottenham နဲ့ Brentford ဒီပွဲကဟိုခတ်တယ်။ Tottenham တည်ရင်နဲ့အနိုင်လို့တော့ကျွန်တော်တို့မြင်တယ်။အဲ့လိုဆိုတော့လေသူအသင်းကြီးတွေများနေတာပေါ့နော်။ရွေးတာအသင်းကြီးများနေတာပေါ့။အဲ့လိုမျိုးဆိုတော့ဒါပေမဲ့ပြဿနာတော့မရှိပါဘူးကျွန်တော် Newcastle ကကြီးကြမယ်နဲ့တူတယ်။ဘောအောင်ကြီးကြမယ်နဲ့တူတယ်။အဲ့တော့ထားပါတော့အသင်းကြီးများနေတယ်ဆိုလဲများနေတယ်ပေါ့မတက်နိုင်ဘူး။ဒါပေမဲ့ကျွန်တော်ဒီညမှာ Tottenham မရှုံးဗျာ။အဲ့တော့ Brentford တည်တပေါက်တော့ရှိတယ် 1-1 တပေါက်ရှိတယ် Brentford လည်းအဝေးကွင်းထိန်းကန်မယ်ဘာညာဆိုတော့လीအဲ့တော့တခုရှိသေးတယ် Sunderland နဲ့ Man City ပွဲကျွန်တော်6ပေါင်းအောက်လဲကြိုက်တယ်အဲ့ဒါပြောမလို့ Sunderland ကအဝေးကွင်းဆိုရင်ဒီကောင်ကစားတဲ့ပုံစံကတကိုးထက်ပိုတိတ်ပြီးတော့မပေးချင်အဲ့သူတကိုးထက်ပိုပေးထားတဲ့အသင်းဆိုလို့အဲ့ဒီ Man U ရှိတယ်ရာဒီအစဘန်လီကိုသူကြောင်ဖက်ပြီးရှုံးတာတပွဲရှိတယ်2-0နှစ်ပွဲရှိတယ်ကျန်တာဆိုရင်ဂိုးမပေးရဘူးဆိုတော့ဆန်နာလန်ကဒီညမှာဂိုးလေဟိုခန်းစစ်ကိုပိတ်ပြီးကန်သွားမယ်ဆိုရင် Man City စီကသူဂိုးရဖို့လည်းခက်မယ် Man City လည်းဂိုးအများကြီးရဖို့ခက်မယ်နဲ့တူတယ်ကျွန်တော်ထင်တာတော့ဒီပွဲက2-0တပေါက်လောက်ပဲထင်တယ် Man City ပွဲကလေ2-0 3-0အဲ့လောက်သွားမယ်ထင်တယ်အဲ့တော့အဲ့ပွဲဂိုးပေါက်အောက်လည်းကြိုက်တယ်
မတော်တဆ2-1လဲဖြစ်ကောင်းဖြစ်မှာပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်တို့ Man City ဒီပွဲကြေးအောင်တင်ပြီလို့ထင်တာပဲအိမ်ကွင်းလေတပြိုင်တည်း Sunderland ကြေးချတင်ပြီလို့ထင်တယ် Okay Tottenham နဲ့ Brentford ဒီပွဲတော့ခုနပြောလို့ပဲ Tottenham မရှုံးတော့ဘူးဟုတ်ထင်တယ် Tottenham body ပဲယူရမှာကြေးရကြည့်မယ်ဆိုရင်တော့ Tottenham ကအနေထားမဟုတ်ဘူးဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာလည်းအဲ့လိုပဲ level 35ပြားနဲ့ရှုံးထားတာဆိုတော့ level အစိတ်မှာထပ်ပြီးတော့ရှုံးအောင်မလားကျွန်တော်တို့မထင်ဘူးဗျာတရီလောက်တော့ရမယ်ထင်တယ်အနည်းဆုံးဆိုတော့ Tottenham ဒါပေမဲ့အနိုင်ကြီးကြတော့လေနည်းနည်းတော့ခတ်တယ်ဒါပေမဲ့ကျွန်တော်တို့ Tottenham body ပဲကြိုက်ပါတယ်ဒီပွဲလေနော်ဟို Tottenham Brentford အဝေးကွင်းက Brentford ကကောင်းတော့ကောင်းပါတယ်မကောင်းဘူးမဟုတ်ကောင်းနေဒါပေမဲ့ Brentford ကအဝေးကွင်းရောက်ရင်နည်းနည်းလေးဟိုဖြစ်တယ် Brentford အိမ်ကွင်းအားနဲ့ဆိုတာအဝေးကွင်းနောက်ဆုံးပြန်ပွဲဆုံး၄ပွဲစတိုက်ရှုံးထားတဲ့အနေထားမျိုးသူအဝေးကွင်းမှာနိုင်တာဆိုလို့တပွဲပဲရှိတယ်ဝူဖလာမသိဘူးသူနိုင်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာတော့ Tottenham ပြန်လာတင့်ပြီလို့မြင်တာပဲဗျာကန်ဆိုရင်တော့တည်ရီပေါ့တည်ရီဆိုတော့25ပြကုန်နော်ပြီးတော့နောက်တစ်ပွဲ Chris Newcastle နဲ့ Burnley Newcastle ကတလုံးရှုံး3လုံးတည်ရီဆိုတော့ Newcastle နဲ့ Newcastle Burnley ကိုအပေါ်ဆုံးကြီးတော့မပေးဘူးလို့ကျွန်တော်တို့မြင်တယ် Burnley ကို Newcastle ဟို Burnley ကို Newcastle အပေါ်ဆုံးကြီးတော့မသွားဘူး Newcastle နိုင်မှာတော့ဟုတ်တယ်ဒါဟုတ်တယ် Newcastle အပေါ်တက်မယ်ဒါပေမဲ့ Burnley ကိုအဲ့လို 4-1 နဲ့ 3-0 တွေနဲ့တော့ Newcastle ကြီးအဲ့လိုကြီးတော့မသွားတော့ဘူးဗျာအဲ့တော့ကျွန်တော်ကဒီပွဲမှာအောက်ဆုံးကြိုက်တယ်နည်းနည်းတော့ထူးဆန်းတာပေါ့နော်အပေါ်ဆုံးမကြိုက်ဘူးဆိုတော့ကျွန်တော်အောက်ဆုံးကြိုက်တယ်ဒီပွဲ1-0လာမလား2-1လာမလားပေါ့နော်ကျွန်တော်အဲ့လိုမြင်တယ်1-0ဒါမှမဟုတ်2-1 2-0တော့မလာတော့ဘူးဗျဒီပွဲက2-0တော့မလာတော့ဘူး2-0ဆိုရင်လည်းအောက်ဆုံးသမားကအကောက်ရှုံးပေါ့နော်အကယ်၍1-0ဆိုရင်အောက်ဆုံးသမားကအပြည့်စားမယ်2-1ဆိုရင်တပွဲပြန်ခွာတကွက်ခွာတကွက်အပြည့်စားမယ်ဆိုတော့ကျွန်တော်ကဒီပွဲမှာ Newcastle နဲ့ Burnley ပွဲမှာအောက်ဆုံးကြိုက်တယ် 1-2-1 လို့ပဲမှန်းတယ် Everton နဲ့ Nottingham မှာကအများကြီးတော့ပြောကြမရှိဘူးဒီနှစ်သင်းကအင်္ဂလန် Premier League မှာဂိုးရအနည်းဆုံးအသင်းတွေထဲမှာပါတယ်နောက်တစ်ခုက Nottingham က Sean Dyche ကင်ပြီးနောက်ပိုင်းမှာ Nottingham ကအဝေးကွင်းဆိုရင်ဂိုးမပေးဘူးဆိုတော့အဲ့ဒါကနောက်ဆုံးအဝေးကွင်း3ပွဲဇက်တိုက်ပြီးကိုမရှိဘဲနဲ့ very carelessly စော့နေတဲ့ဟာမျိုးတွေ့ရတယ်ဒါ Sean Dyche ရဲ့ဟိုအနေထားတွေပဲ Sean Dyche ကအဲ့လိုပဲ तू ကအဲ့လိုတိုင်ပတ်နေတဲ့အသင်းတွေဆိုရင် तू ကင်ပြီဆိုတာနဲ့ तू ကအဲ့လိုအင်္ဂလန် Premier League မှာ तू ကပြန်ဆွဲတင်ပေးရမယ်နေရာမှာအမြဲတမ်းဝင်လာတာဆိုတော့ तू က low block ကစားတယ်ဆိုတော့အဝေးကွင်းဆိုရင် तू ကအဲ့လို low block ပိတ်ကစားတာပေါ့နော်အဲ့တော့ Nottingham Forest ကနောက်ဆုံး3ပွဲဇက်တိုက်ပြန်ပွဲဆုံး3ပွဲဇက်တိုက်အဝေးကွင်း3ပွဲဇက်တိုက်ပြီးကိုမရှိထားဘူး Stansted ကို Europa League မှာဇီးကစားတယ် Liverpool 0-3 နဲ့နိုင်တယ် Wolves ကိုနောက်ဆုံးမှာ 0-1 နဲ့နိုင်ထားတယ်ဆိုတော့ Everton ကလည်းအဲ့လောက်ကြီးတိုက်စစ်ကအဲ့လောက်သွားတဲ့အသင်းမဟုတ်ဘူးကျွန်တော်ဒီပွဲကိုပေါင်းအောက်ကြိုက်တယ် Nottingham ရှုံးဖို့တော့ကျွန်တော်တိတ်မထင်ဘူးဒီပွဲတရီလောက်ပဲထင်တယ်ဒါပေမဲ့ body တော့ရှောင်မယ်ကိုပေါင်းအောက်ကြောင်းပဲယူမယ်နော်အဲ့တော့ဒီည England Premier League ကတော့ဒီလောက်ပဲ Italy Serie A တပွဲရှိတယ်အကြိုက်အဲ့ဒါက Sassuolo နဲ့ Fiorentina မှာ Fiorentina body ကြိုက်တယ် level 20ရှုံးဒီယာဒီ Fiorentina ရဲ့ပထမဆုံး Serie A နိုင်ပွဲလို့ထင်တယ်ဒီပွဲရလေ level 20ရှုံး body စင်း level 20ရှုံးကိုပေါင်းစင်းနှလုံး60ရှုံးအဝေးကွင်းကနေ Sassuolo ကိုသွားပေးထားတာဆိုဘာကြောင့်သွားပေးထားတာလဲပေးစရာအကြောင်းမရှိဘူးဆိုတော့ဒါကကြီးရဒါဒီပွဲကတော့ Bookie ကBookie follow ဖြစ်ဖို့များတယ်ထိုးသား follow ချပေးတဲ့ပုံစံမျိုးပဲဒီလားSerie A မှာလीပြီးမှဒါဒီကောင်အခုပြအဝေးကွင်းပြ30တောင်ဖြစ်သွားပြီဆိုတော့ဒါအစောပွဲပေါ့နော်အစောပွဲဆိုတော့10ခွဲနဲ့တူတယ်မြန်မာအချင်း10ခွဲဒီပွဲတော့ကျွန်တော် Fiorentina ဒီလောက်ဗျာရလက်ဆိုးပြီးတော့ဇေယအောက်ပိုင်းအမှတ်ပေးဇေယရဲ့အဆင့်ဇေယအောက်ဆုံးရဲ့အပေါ်တော့ရောက်နေတဲ့အနေထားမှာဘလို့ဖြစ်ပြီးတော့သွားပြီးတော့ဆက်ဆူလို့သွားပြီးတော့ဖြစ်မှာနော်
သွားပြီးတော့ပေးရတာနော်အဲ့တော့တန်တက်ဆိုမဲ့ဆက်စုလိုပဲတော်တော်ကောင်းတာပါလက်ရှိအနေထားမှာတော်တော်ကောင်းတယ်ဆိုမဲ့ဖီယန်တီနာထက်ရလက်ကောင်းဆိုတော့ကျွန်တော်တို့ဒီပွဲမှာဖီယန်တီနာကသူ့ရဲ့စုဖွဲ့မှုကအဆင့်ရှိတယ်ဗျာဘလို့ဖြစ်လဲတော့မသိဘူးပေါ့နော်ဒီရာဒီကန်ကြမာပြီးတော့အတင်းကြီးတွေနဲ့လေတွေ့တာများတာအတင်းကြီးများတယ်သူ့ရဲ့ပွဲစဉ်ကိုဇီယာဆွဲတာဟိုကယာဒီအထွက်မှာအတင်းကြီးတွေနဲ့ကြီးပဲသူကကန်ထားတာဖီယန်တီနာအဲ့တော့သူရလက်ကဒီကြတဲ့ခြေရလည်းမကောင်းနေတဲ့ချိန်ဆိုရလက်ဆိုဒါပေမဲ့သူ့စီမှာကစားသမားအစုဖွဲ့တာတကယ်မိုက်တာမွိုက်စကိန်းလို့ကစားသမားမျိုးရှိတယ်ဗျအီတလီလက်ရွေးစဉ်အီတလီလက်ရွေးစဉ်ထဲမှာတော့မွိုက်စကိန်းကိုကြံတဲ့ကောင်ကြီးကျွန်တော်တို့တိတ်အဲ့လောက်ကြီးမမြင်ဘူးမွိုက်စကိန်းတယောက်ကတော်တော်ကောင်းတယ်ပြီးရင်ပီကိုလီဆိုတာရှိတယ်မဆိုးရုံးနိုင်တယ်ကွင်းလယ်မှာဖီဂီရိုလီတို့တကယ်လူငယ်တကယ်ကစားသမားတွေရှိတယ်ဒါပေမဲ့ဖီယန်တီနာတိုင်ပတ်ဒါကြောင့်ဒီညဖီယန်တီနာကတည်ရင်တဲ့အနိုင်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဖီယန်တီနာဘော်ဒီကြိုက်တယ်ပြား30တော့ရင်းရမယ်အခုကတော့ level ပြား30အဝေးကွင်း level ပြား30ဖြစ်သွားပြီနောက်တစ်ပွဲအကြိုက်ပါရှိလဲဆိုရင် PSG ကြိုက်တယ် PSG ဒီညမှာ PSG ကြီးအောင်ဖို့အိမ်ကွင်းကြီးအောင်ဖို့အချိန်တန်ပြီလို့မြင်တယ် PSG အိမ်ကွင်းကြီးအောင်တင်ပြီဆိုလူနာလည်းများနေတယ်သူစီမှာလူနာတော်တော်များတယ်အဲ့ကြားတွေကနေပြီး Runners ကိုနှလုံး65ပြားနိုင်ပေးထားတယ်လူနာကဟာကီမီတို့မန်ဒက်စ်တို့နာနေတယ်ဗျာအဲ့လိုအနေထားမျိုးမှာတော်တော်လူနာများတယ်အဲ့လိုအနေထားမျိုးနှလုံး65ပြားနိုင်ဆိုကျွန်တော်တို့ဒီည PSG ဘော်ဒီကြိုက်တယ်စတူကတ်နဲ့ဘိုင်ယန်အဲ့ပွဲမှာကျွန်တော်အောက်တင်းစတူကတ်ဘော်ဒီကြိုက်တယ်နော်စတူကတ်တခုခုလောက်ပြလိမ့်မယ်လို့ထင်တယ်ဒီညမှာဘိုင်ယန်ဈေးကွက်မဟုတ်ဘူးဒီဈေးကွက်ကခြေအားဖြစ်လဲစတူကတ်အိမ်ကွင်းကဘိုင်ယန်စတူကတ်အိမ်ကွင်းကအတင်းကြီးအတင်းမြည်သည့်အတွင်းမဆို तू ကခြေတွင်းဒုက္ခပေးနိုင်တယ်ဆိုတော့ကျွန်တော်စတူကတ်ဘော်ဒီကြိုက်တယ်โอเคဒီလောက်ပါပဲဒီညတော့ကျွန်တော်အကြိုက်ကပြန်ပြောရမယ်ဆိုရင်အင်္ဂလန်ပရီးမီးယားလိမှာအက်စတွန်ဗီလာဘော်ဒီကြိုက်တယ်ချယ်ဆီဘော်ဒီကြိုက်တယ်မန်စီးတီးဘော်ဒီနဲ့ကိုပေါင်းအောက်ကြိုက်တယ်တော်တင်ဟန်ကြိုက်တယ်နျူကာဆယ်နဲ့ဘန်လီမှာဘန်လီဘော်ဒီနဲ့ကိုအောက်ကြိုက်တယ်အေဗာတန်နဲ့နော်တင်ဟန်မှာကိုပေါင်းအောက်ကြိုက်တယ်လီနဲ့လီဗာပူးမှာလီဗာပူးဘော်ဒီကြိုက်တယ်စီးရီး A မှာကျတော့ဖီယန်တီနာဘော်ဒီကြိုက်တယ် PSG ပြင်သစ်လီဂူမှာ PSG ဘော်ဒီကြိုက်တယ်စပိန်ဘွန်ဒက်စ်လီဂါမှာစတူကတ်ဘော်ဒီကြိုက်တယ်ဘိုင်ယန်ဘက်ကန်လေးပေါ့နော်ကျွန်တော်ဒီညအကြိုက်ကဒီလောက်ပါပဲဒီညကျွန်တော် Telegram channel မှာတော့ကျွန်တော်အကြိုက်တင်မယ်ဗျာဒီည2ပွဲလောက်တင်မယ်ဒီည2ပွဲလောက်ကျုံးမယ်ပြီးတော့ Facebook လည်းပြန်စနေပြီ Facebook လည်းပြန်စနေဆိုတော့ Facebook မှာလည်းကျွန်တော်ပြန်တွေ့မယ်ပေါ့နော်အဲ့တော့အားလုံးပဲကိုလူတွေ Telegram channel ကိုလာခဲ့ပါဒီညကျွန်တော် Telegram channel Telegram tip 2ကွက်ကိုတင်မယ်နော်ကျွန်တော်အကြိုက်2ကွက်စလုံးပြီးတော့ Facebook ကိုလည်းကျွန်တော်ပြန်ပြီးတော့ Mr. Bookie Tips ဆိုတဲ့ Facebook ကိုလည်းပြန် run နေပါတယ်နော်အဲ့တော့ Telegram ကိုသာလာခဲ့ပါ Telegram ကနေတစ်ဆင့် Facebook link ချပေးပါမယ်လို့ Telegram မှာကတော့ဟိုကျွန်တော်ကအမြဲတမ်းရှိတာဆိုတော့နော်ကျွန်တော် Telegram ကတော့ဒီဗီဒီယိုအောက်ကဒီညလက်ဆောင်2ပွဲတင်ပါမယ်နော်ဒီဗီဒီယိုအောက်က comments မှာကျွန်တော် Telegram link ကိုချပေးထားပါတယ်အားလုံးကျွန်တော် Telegram မှာပြန်送ပါမယ်good luck ပါ